Hello အားလုံးပဲမင်္ဂလာပါရှင်။ရှင်နေလာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်းဒီကောက်မိတ်ဆက်ပေးမှာကြတော့စိတ်မီးပန်းဆွဲသီးလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒါလေးကတော့မင်းဒီနေ့မိတ်ဆက်ပေးမယ်စိတ်မီးပန်းဆွဲသီးလေးတွေပဲဖြစ်ပါတယ်ရှင်။ဒီဇိုင်းလေးတွေကအစုံပဲเนาะမီးပန်းကိုမှမတူတဲ့ဒီဇိုင်းလေးနဲ့ခတ်ပေးထားတာပါ။အကြီးအလက်အသေးဆိုပြီးတော့ site အစုံဒီဇိုင်းအစုံလေးမိတ်ဆက်ပေးထားမို့လို့ကိုမတို့ကကြိုက်နေတဲ့ဒီဇိုင်းလေးကိုရွေးချယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်။ဒါလေးကတော့မိတ်ဆက်ပေးမယ်နံပါတ်1မီးပန်းဆွဲသီးလေးပဲဖြစ်ပါတယ်ရှင်။ Natural Diamond စိန်ဖြူတန်လေးနဲ့ခတ်ထားပေးတဲ့အပြင်စိန်ပွင့်လေးကိုလည်းအလုံးစီကြီးကြီးလေးနဲ့ခတ်ထားပေးတဲ့မီးပန်းဆွဲသီးကိုမှအပေါ်ကပေါ့နော်တရပူကောင်းလေးနဲ့တက်ထားပေးရပါ။စိုက်လေးကလုံးဝကိုထည့်လို့ပွဲတက်ဖို့လို့ရှိရင်လည်းအရန်ကိုထည့်ပြီးတော့လှပါတယ်ရှင်။ဒါလေးကနံပါတ်2မီးပန်းဆွဲသီးလေးပဲဖြစ်ပါတယ်။သူလေးကကြတော့၄တောက်ဒီဇိုင်းလေးကိုမီးပန်းပုံလေးဖော်ထားပေးရပါ။ဒါလေးကနံပါတ်3နဲ့နံပါတ်4မီးပန်းဆွဲသီးလေးပါအစိုက်လေးက2စိုက်ထုတ်ထားပေးပါရှင်အစိမ်ပွင့်လေးတွေအရန်ကိုလှရနော်လုံးဝကိုဖွေးတန်ပြီးရောစိမ်လုံးစီကြီးကြီးလေးနဲ့ခတ်ထားပေးရပါရှင်ဒါလေးကနံပါတ်5မီးပန်းဆွဲသီးလေးပဲဖြစ်ပါရှင်သူကအလဲက4တောက်လေးကိုမှဘေးနာကမီးပန်းလေးဖြာထွက်နေတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒါလေးကတော့နံပါတ်6မီးပန်းဆွဲသီးလေးနောက်ထပ်ဒီဇိုင်းတစ်မျိုးလေးပါသူကစိမ်ပွင့်ပိုကြီးရယ်နော်အလုံးစီးကြီးကြီးလေးကိုမှရွှေထူထူချစ်ချစ်လေးနဲ့ခတ်ထားပေးတဲ့ဒီဇိုင်းတစ်မျိုးလေးပါရှင်အလေးကတော့နံပါတ်9မီးပန်းဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်သူလေးကကြောက်ဆွဆွခဲခဲဒီဇိုင်းလေးနော်မီးပန်းလေးကိုမှလေးဆွဆွခဲခဲဒီဇိုင်းလေးဖြစ်ပါတယ်ဒီကတော့နောက်ဆုံးမီးပန်း2ဆင့်ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်စိုက်အရန်ကြီးကြီးမကြရမမရဲ့အတွက်အနေရောစိုက်လေးနဲ့အရန်ကိုလှပါတယ်မိတ်ဆက်ပေးခဲ့တဲ့စိတ်ဆွဲသီးလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ second shot လေးရိုက်ပြီးတော့တစ်ခုချင်းစီပေါ့နော်ချက်ပေါက်လေးမှာအသေးစိတ်လေးလာရောက်စုံစမ်းပြီးတော့မြင်းမြန်းပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်။ဒါနဲ့ဝန်ဆောင်လေးတစ်ခုနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်ရှင်။မလို့ရှုံးလေးမှာပေါ့နော်ဒီစလေးတွေကိုကြိုက်နေတတ်လို့ဝယ်ယူခြင်းနဲ့ပတ်စံလဲတစ်ခါတည်းတစ်လုံးတစ်ခဲကြီးမသုံးချင်ဘူးဆိုလို့ရှိရင်နလအေးရေးကြောင့်ဝန်ဆောင်မှုလေးနဲ့လည်းဆုလို့ရပါတယ်ရှင်။